ဒီမြို့ကကဘာပေါ်မှာကားတစ်စီးမှမရှိတဲ့တခုတည်းသောမြို့ဆိုတာသိကြပါသလားဟုတ်ပါတယ်ဘာလို့လဲဆိုတော့ဒီမှာကလမ်းဆိုတာလုံးဝကိုမရှိလို့ကားပိုင်ဆိုင်ထားလဲဘာမှအထိပဲမရှိလို့ပါပဲလမ်းတွေကအရန်ကျင်းပြီးတရားတွေကလည်းတစ်ခုနဲ့တစ်ခုအရန်နီးကပ်နေတာကြောင့်စပိန်တောင်မှာစီးလို့မရပါဘူးအရာအလုံးကိုလမ်းလျှောက်သွားလာဖို့အတွက်ပဲတီးတန့်ရည်ရွယ်ပြီးတိဆောက်ထားတာဖြစ်ပြီးဒီမှာတော့အထီးကတဲယူပို့ဆောင်ရေးကလှေတွေပဲဖြစ်ပါတယ်ဒီကဘတ်ကားတွေရဲကားတွေဒါမှမဟုတ် ambulance လူနာတင်ကားတွေဆိုတာတကယ်တော့လှေတွေပဲဖြစ်နေတာပါဒီမှာကားပိတ်တာမျိုးမရှိပေမဲ့လှေတွေပိတ်တာမျိုးတော့ရှိတတ်ပါတယ်ကားဟွန်တန်တွေမရှိဘူးမိခိုးငွေတွေမရှိဘူးတက်ခတ်တန်တွေနဲ့တရားတိုင်းတွေကိုရေလိုင်းပုတ်တဲ့အတန်တွေပဲရှိနေတာပါလူဦးရေက2သိန်းခွဲပဲရှိပေမဲ့နှစ်စဉ်ခရီးသွားဦးရေသား20လောက်ကိုကြိုးစုံနေရတာပါဒီမျိုးလေးမှာပင်လယ်လေးရေတက်နန့်နန့်နဲ့ရှီဟန်းကြောက်သုံးနန့်လေးရောရက်နေတဲ့ထူးခြားတဲ့အနံ့လေးတစ်ခုရှိနေပါတယ်။ဆောင်းရာဒီမှာပင်လယ်ရေမြင့်နှပြင်းမြင့်တက်လာတဲ့အခါမြို့ချဲမှာရေကြီးတတ်ပါတယ်။အဲ့ဒီအခါလူတွေကယာအီလုံထားတဲ့တစ်သားရှောင်းလန်းတွေပေါ်ကနေလမ်းရှောင်ကြရပါတယ်။ဝင်ရိုးစွန်းတစ်ခုကရေခဲတွေအကြီးပြောလာတာကြောင့်နောက်ထပ်55နှစ်လောက်နေရင်ဒီမြို့လေးဟာပင်လယ်ရေအုပ်ထဲကိုမြို့သွားနိုင်တယ်လို့ပညာရှင်တွေကမှန်းထားကြပါတယ်။အီတလီနိုင်ငံက Venice မြို့လေးကိုကြိုဆိုလိုက်ပါတယ်။